လက်တလောကာလအတွင်းစီလူခံရဲ့တပ်ဖွဲ့ကဒိုင်းနဲ့ကြည့်ရများတော့ရောက်၍တရားဥပဒေဆိုင်ရာအသိပညာပေးပို့ချခြင်းများကိုမေလ24ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါတယ်။ယခုတစ်ချိန်ပညာပေးပို့ချရာတွင်မူရစေဝါတိုက်ဖြည့်ရေးလုပ်ငန်းဆိုင်ရာများကိုအဓိကထားပို့ချခဲ့တဲ့အပြင်ရရွာတင်ကြီးအေဂျင့်ရဲ့မိဘအန်ဒီကင်းရှင်ရဲ့နဲ့ရအန်ဒီကင်းရှင်ရဲ့ဆိုင်ရာအသိပညာများကိုဒေသခံဘာသာစကားများဖြင့်ရှင်းလင်းပို့ချပေးခဲ့ကြောင်း၎င်းအပြင်မူရစေဝါနမူနာပစ္စည်းများဖြစ်ရမှန်မှုခင်းများဖြင့်ပညာပေးခြင်းများဆောင်ရွက်၍မူရစေဝါအားကြိုတင်ကာကွယ်ခြင်းပစ္စည်းခိုးယူခြင်းအားကြိုတင်ကာကွယ်ခြင်းလက်စစ်မီအသုံးပြုခြင်းနှင့်ရအန်ဒီကင်းရှင်ရဲ့ဆိုင်ရာအသိပညာများကိုပို့ချပေးခဲ့ပြီးပြည်သူများ၏ကြိုတင်ကာကွယ်ရေးအသိစိတ်ကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ယခုလိုအသိပညာပေးပို့ချခြင်းများကိုစီလူခံရဲတပ်ဖွဲ့ကပုံမှန်ဆောင်ရွက်သွားခြင်းဖြင့်လူမှုအတိုင်းဝိုင်းတည်ငြိမ်အေးချမ်းရေးကိုခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်းလက်ရှိတွင်မန်လက်ခံနှင့်နှစ်ပိုင်းခံတို့တွင်လည်းအလားတူအသိပညာပေးလှုပ်ရှားမှုများကိုဆောင်ရွက်လက်ရှိကြောင်းတည်တင်ဆက်လိုက်ပါရရှင်။